Hello အားလုံးပဲမင်္ဂလာပါရှင်။အော်ဒါခဏခဏလေးခုနလေးကျမလေးဒီနေ့လေး collective လေးဟောပေးမယ်ပေါ့နော်။ collective လေးဟောပေးမယ် energy check ပေးမယ်ပေါ့နော် energy check လို့ဟိုက energy ကိတ်ရဆိုမှကြည့်လို့ရပါတယ်။ကျမဘာလို့လဲဆိုတော့ဒီနေ့အရန်လေးဟို energy ကောင်းနေတယ်။အဲ့တော့ကျမ collective လေး check ပေးမယ်။ဘာဖြစ်မလဲဆိုတော့ကျွန်မဘာ check ပေးမလဲဆိုတော့အိုးခုနကအဲ့ဒီအာရှန်ရအချစ်ရေးပဲဖြစ်လိမ့်မယ်သိလားဘာလို့ဆိုတော့ကျွန်မအဲ့ဒါကိုအရင် energy ရနေအချစ်ရေးလေအဲ့တော့ကျွန်မ energy check ပေးမယ်အရင်ဆုံးပြီးတော့အိုး collective လေးတွေအချစ်ရေးကိုဟုတ်တော့ခုနကဒီနေ့ကက်ကလေး share ပဲလို့တော့အောက်မှာနည်းထွက်ကဲ energy check မယ်ဆိုမှသူတို့ကခုံထွက်လာပြီထုံထွက်လာမှာတော့နော်လေ collectively energy လို့မမြင်ဆို energy အရင်ချက်မယ်ကွယ်ဒါလေးကိုခဏထားလိုက်အောင်ဒီလားခုံထွက်လာကျွန်မဒါကိုပြောစရာရှိလို့အိမ်နဲ့ကတ်ကိုကဲ collectively ရဲ့ energy ကိုအရင်ပြပေးပါဦးနော် collectively ရဲ့ energy ကိုအရင်ပြပေးပါဦးရှင် collectively ရဲ့ energy အပြောရနော် collectively ရဲ့ energy ကအခုချိန်မှာဘယ်လိုပြောရမလဲအရင်ငြိမ်သက်နေတယ်ဆိုတာလေအဲ့လိုဘာလို့လုပ်ရမှန်းမသိဘူးငြိမ်သက်နေရမျိုးမဟုတ်ဘူးကိုကကိစ္စတစ်ခုခုကိုဆုံးဖြတ်ချက်တစ်ခုခုချပြီးတော့လှုပ်ဆောင်ခဲ့ပြီးပြီနော်အခက်ခဲတွေလည်းကြုံခဲ့ပြီးပြီเนาะဒီမကြသေးခင်အတိတ်မှာနာကျင်စရာတွေကိုလည်းကြော်ဖြတ်ခဲ့ပြီးပြီအဲ့လို energy ရတယ်လောလောဆယ်ကိုအားလုံး emotionally balance ဖြစ်သွားပြီ healing ဖြစ်နေပြီကျမရဲ့ reading ကိုလာကြည့်ရလို့ရလေလုံးဝတကယ်ဟိုဘယ်လိုပြောမလဲ karmic cycle တခုကိုကြော်ဖြတ်လာပြီးသားလူတွေအများဆုံးပါလိမ့်မယ်ကျမအဲ့လိုမျိုးဒီဗီဒီယိုတွေ့တဲ့လူတွေကလေဘာလို့ဆိုတော့ကျမဟောတိုင်းမှာများတော့အဖြစ် healing ဖြစ်ပြီးတော့ new journey စနေတဲ့ energy တစ်ကိုရတယ်ပေါ့နော်အဲ့တော့ကျမနဲ့ energy ခိုက်တဲ့လူတွေကတော့အဲ့လိုမျိုးစတင်နေတဲ့လူတွေ healing ဖြစ်ပြီးဖြစ်လာတဲ့တိတ်မကြသေးဘူးဒါပေမဲ့ကိုယ့်ရဲ့ energy ကလုံးဝ shift ဖြစ်သွားပြီ energy ကကောင်းနေပြီကိုကဘာအခက်ခဲပဲရှိအေးစစ်စစ်ရင်ဆိုင်နိုင်တယ်ဆိုရင် level တစ်ခုမှရောက်နေပြီစီးပွားရေးရငွေရေးကြေးရဘလို့ပဲဖြစ်ပေါ့နော်ဒီတော့ကျမဘာမြင်လဲဆိုတော့ကျမရဲ့ဒီဗီဒီယိုတွေလာကြည့်ရ collectively ရဲ့ energy ကလေအဲ့လို single ကြီးများလိမ့်မယ် single energy အရင်ရတယ်ကျမဟိုမနေ့ရတာမနေ့ရမဟုတ်ကျမရဲ့ Facebook page မှာ pick up sorry ဟိုဟာ Lionsgate portal ပြီးရင်ဘာဖြစ်မလဲဆိုတော့ဒီ collective မှာလေအဲ့ဒီမှာကျမပြောခဲ့သူပေါ့ okay single မဟုတ်ဘူး relationship ဆိုလို့ရှိရင်လေအဲ့ဒီ relationship မှာကိုကဥဆောင်နေတယ်ဥဆောင်နေဆိုတာလေစီးပွားရေးအရာပဲဖြစ်ဖြစ်လူမှုရေးအရာဘယ်လိုပြောရမလဲကွာအသက်ပိုကြီးလာထက်ပေါ့နော်ဟို emotionally balance ကိုလို့ကွာဟိုရင့်ကျက်တယ်လို့ပေါ့နော်ဥဆောင်တဲ့လူတွေဖြစ်လိမ့်မယ်ဒါပေမဲ့ကျမကတော့အများဆုံး energy ရရတော့ single တွေကို energy ရရပေါ့ကဲဒါ collectively ရဲ့ energy ပါဒီ energy နဲ့ကြိုက်တယ်ဆိုရင်စက်ကြည့်ပါခုချိန်မှာလုံးဝ stable ဖြစ်နေပြီနော်ဟာဒီမှာကျမမပြောလားကျမဒီနေ့အရန်အာရုံရနေတဲ့အချီးတော့ထွက်လာတွေ့လာဒီမှာလူတယောက်ကတော့ကိုယ်စီအပြေးလွှားလာနေပြီအဲ့ဒီလွှားဘူးလဲဟုတ်မှာကိုနဲ့အရင်ကို energy ကြိုက်ပြီးရှေ့သွားနောက်လိုက်ညီတယ်ကိုကလည်းသူ့ကို control လုပ်နိုင်လို့သူကလည်းကိုယ်ကို control လုပ်နိုင်တယ် control လုပ်တယ်ဆိုတာ emotionally balance ဖြစ်တယ်ဟို control လုပ်တယ်ဆိုတာနော် manipulate လုပ်တာပြောမှာမဟုတ်ဘူးနော်သူကလည်းကိုယ့်ကိုနားလေလို့ရတယ်လို့သူကလည်းကိုယ့်ကိုစကလုံးတွေမလိုပဲနဲ့နားလေလို့ရတယ်လူမျိုး။အိုးကောက်လိုက်တာ energy ကြီးတယ်။ဒီမှာကြည့်ပါဦးသူကခုံထွက်တာတွေ့လား။အော် Queen of Wands ခုနကလည်းဒီကအရင်ထွက်တာ။ကဲပြီးတော့ဆက်ကြည့်ကြမယ်။ကိုယ့်ဘဝတွေကိုလူပြောက်ကတော့ဒုံဆိုင်ပြီးဝင်လာနေပြီ။အဲ့လူကဘယ်လိုလူလဲဆိုတော့ကိုယ့်ကိုလုံးဝ healing energy ပေးမဲ့လူကိုနဲ့ life ဖက်နေရလူဆက်ကြည့်မယ်။ Okay 5 of Pentacles Knight of Swords ဒါလေးကခုနကထွက်ချင်တယ် The High Priestess, 2 of Swords,
10 of wands 4 of wands ကဲ okay ကျမဘယ်လိုမြင်လဲဆိုတော့ကိုကလေကျမ sign နေအရင်ပြောလိုက်မယ်နော်ကျမရဲ့ reading တွေမှာလေအမြဲ sign နေပြောဖို့မိနေသိလား sorry ပါနော်ကျမ reading တော်တော်များများလေတော် reading နေဆိုရင်ပိုင်းတစ်ခုမှ sign ပြောပိုင်းနောက်တစ်ခုမှ sign မပြောအဲ့လည်းရှိရပေါ့နော် sorry ပါကျမဘယ်လို sign နေမြင်လဲဆိုတော့ပေါ့နော်အများဆုံးကတော့ကျမကလေဒီထဲမှာလာကြည့်တဲ့လူတွေက air sign တွေဖြစ်မယ်ပြီးတော့ fire sign တွေလည်းမြင်တယ် water sign တော့မမြင်ဘူး art sign ကတော့နည်းနည်းပါးပါးပဲပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကိုယ်နဲ့ energy ကြိုက်တယ်ဆိုရင် sign တွေမတူလဲကြည့်လို့ရတယ်နော်တချို့ကကြတော့ sun moon rising အများကြီးရှိတယ်ဒီ sign တွေကကိုယ်နဲ့ကိုယ် sign ထဲမှာဒီတနေရာမှာပါနေရင်လည်းပါနေမှာပဲလीနော်အဲ့ energy ကိုပဲ check လုပ်တာပို့ပြီးအဆင်ပြေမယ်အဲ့တော့ကျွန်မဘယ်လိုမြင်လဲဆိုတော့တကယ်တော့စိုးလိုက်မရင်စိုးနေတယ် two of wands two of swords okay သူကလေဘလို့အချိန်မှရောက်လာမှာလဲဆိုတော့ကျမရဲ့ collectively ကကျမပြောလေ energy က shift ဖြစ်သွားပြီအဲ့တော့တိတ်မကြတော့ရောက်လာမှာဒီမှာကြည့် cherry ရဲ့ knight of swords တွေ့လား knight တွေထဲမှာ knight of swords ကအမြန်ဆုံးပဲနော် knight of swords ကအမြန်မဟုတ် action ယူတာအမြန်ဆုံးပဲ knight of swords ကလေဘလို့မြင်လဲဆိုတော့ तू ကအမြန်ဆုံးရောက်လာတော့မှာဒီမှာသိလားအမြန်ဆုံးရောက်လာတော့မယ်ဘယ်လိုအချိန်မှရောက်လာမှာလဲဆိုတော့ကိုကဒီမှာကြည့်ဒါကျမဘယ်လိုမြင်လဲဆိုတော့ဒါ celebration ကနော်ကိုကဘဝမှာအောင်မြင်နေပြီးပြီငွေစည်းဆိုလည်းပြည့်စုံနေပြီးပြီတကိုယ်တည်းနဲ့လည်းတောက်ပနေတဲ့သူတွေနော်ပြီးရင်ကိုကလမ်းပြောင်းမနေတော့ဘူးဒီ2 of 1ဆိုကျမဗာမြင်လဲဆိုတော့ AC လေးပဲထိုင်ပြီးတော့သူကစောင့်နေရုံပဲအဲ့ဒီလို energy ရတယ်ဒီလားကိုကလမ်းပြောင်းမနေတော့ဘူးဒီမှာအတိတ်တုန်းကဒါအတိတ်က energy နော်ဒါအတိတ်က energy ဒါကအခုဒီမှာကိုကဒီမှာကြည့် the high priestess ကိုဘဝမှာဘယ်လမ်းကိုတွားရမလဲရှာဖွေတွေးရှိပြီးတဲ့အချိန်မှာဟိုအရင်လိုမျိုးဟိုမျက်စိစုံမိတ်ပြီးတော့လမ်းပြောင်းပြီးတော့ငါဟိုသွားရမလားဒီသွားရမလားဘာလို့ရင်ကောင်းမလဲဆိုပြီးမျက်စိစုံမိတ်ပြီးတော့အဲ့လိုဘာတေးချာမရေရတဲ့ energy မဟုတ်တော့ကိုကဒီမှာ2 of wands AC လေးပဲတငယ်ချင်းနေနဲ့ပျော်ပါတယ်သွားလာတယ်မိသားစုတွေနဲ့အဲ့လိုပေါ့နော်နေပြီးတော့အေးစစ်စစ်ဖြစ်ပြီးတော့ဒီမှာဒါအေးလူလေးပဲထိုင်ဆောင်နေုံပဲသူကိုကတော့အပြေးလွှားရောက်လာတွေ့လား 5 of pentacles ဒါကလေကျမဘာ energy ရလဲဆိုတော့ဒါလေတစ်ဖက်လူရဲ့ energy လို့ကျမရတယ်အဲ့ဒီလူကလေအတိတ်မှာငွေကြီးစီးပွားရေးအခက်ခဲတစ်ခုခုကိုကြော်ဖြတ်လာပြီးသားလူဒီလားသူ့ဘဝမှာလေသူကာမစ် cycle တစ်ခုကိုကြော်ဖြတ်လာပြီးတဲ့လူအဲ့ဒါကိုကျွန်မပြောလေနှစ်ယောက်ကအရန် energy ကအရန်ကောင်းတယ်လို့နှစ်ယောက်တော့ကာမစ် cycle တစ်ခုကနေလွတ်လာပြီးသားပေါ့နော်ပြီးဆုံးသွားတဲ့လူနှစ်ယောက်တွေ့တယ်လို့ကျွန်မမြင်တယ်။မနှစ်ယောက်ရဲ့ energy ကလည်းတူတယ်ဒီမှာကြည့် 10 of 1 ဒီမှာကြည့်တူရတာ energy လို့ကျွန်မမြင်တယ်ဒီလားဘယ်လိုမြင်လဲဆိုတော့လေသူကဒီမှာကြည့်သူကိုယ်တိုင်လည်းအဲ့ဒီမှာငွေရေးစည်းအလုပ်အကိုင်းတခုခုနဲ့ပတ်သက်ပြီးလမ်းပြောက်ခဲ့တယ်သူတခုခုကြောင့်ဟိုသူလမ်းမရောက်ခဲ့တယ်အဲ့လိုမျိုး energy ရောက်တယ်ရတယ်လမ်းမခဲ့တယ်လမ်းပြောက်ခဲ့တယ်အဲ့ဒီမှာသူကဒီမှာ10 of 1 10 of 1ကကျွန်မဒီမှာဘာလို့မြင်လဲဆိုတော့ကျွန်မရဲ့ ticket က10 of 1ရဲ့ energy ကလေသူကရိတ်သိမ်းထားတာတွေကိုပြန်ပြီးအေးစစ်စစ်နဲ့ about sorry စိုက်ပြိုးထားတာတွေကိုပြန်ပြီးအေးစစ်စစ်ရိတ်သိမ်းရတော့မယ့်အချိန်ရောက်လာသူကလည်းတွေ့လားအဲ့တော့သူကလည်းစီးပွားရေးတွေအဆင်ပြေလာတဲ့အချိန်မှာသူ့ရဲ့ karmic cycle ကနေလွတ်လာတဲ့အချိန်မှာကိုယ်စီမှာအတီးလေးဝင်လာနော်အဲ့ဒါကိုလည်းကိုယ့်ရဲ့ intuition မှာသိနေဒီကက်ကလေကျမရဲ့ reading လေးတွေပါလေကျမအဲ့လိုတောက်နဲ့အဲ့လိုထက်လေးပြောအတန်လေးကျေသွားရင် sorry နော်ကျမလေးအားပါသွားရင်အဲ့လိုပဲအရင်အဲ့လိုပြောရင်းနဲ့အားပါသွားလို့နော်ကျိုးပြီးပြပြထားတာပါရှင်အဲ့တော့ဒီမှာကိုယ့် intuition ကလည်းသိတယ်နော်အခုလောလောဆယ်မှာလာကြည့်ရဲ့ collective လေးတွေကလေကျမထင်တာတော့အကုန်လုံးကလေ intuition မှာသိနေလူတယောက်ကကိုယ်စီလာနေပြီစားနော်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်နော်အကယ်၍ကိုကယောက်ျားလေးဆိုရင်ပေါ့နော်ဒီလူကကိုပေါ့သိလားကိုနဲ့တွေ့မဲ့မိန်းကလေးကအတိတ်မှာသူလဲနာကျင်စရာကြီးဖြတ်ကျော်ခဲ့ပြီးပြီခုချိန်မှာသူ့ဘဝမှာ stable ဖြစ်နေပြီတယောက်တည်းနဲ့တောက်ပါနေပြီ
အဲ့ချိန်မှာကိုကဒီမှာသူ့စီကိုသွားတော့မှာအလင်းအမြန်နဲ့ကိုဘွားမှာလေကိုကအတိတ်မှာအဲ့လိုခါမစ်ဆိုင်ကလေးပြီးခဲ့ပြီးတဲ့အချိန်မှာသူနဲ့တွေ့မှာသိလားဘယ်လိုနေရာမှာတွေ့မလဲဆိုတော့ကျွန်မထင်တာတော့ပျော်ပွဲရှင်ပွဲလို့ဒါမှမဟုတ်ရင်အဲ့လိုပွဲတစ်ခုခုပေါ့နော်ပွဲတစ်ခုခုဒါမှမဟုတ်အစည်းအရုံးတစ်ခုခုနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့လိုတင်တန်းတူတက်တာဖြစ်ဖြစ်အဲ့လိုတစ်ခုခုပေါ့နော်အဲ့လိုမျိုးနဲ့တွေ့လိမ့်မယ်လို့ကျွန်မထင်တယ်ဒါမှမဟုတ်လည်းမင်္ဂလာဆောင်တို့အလှူတို့အဲ့လိုမျိုးပေါ့နော်လူညညစုဝေးနေမှာသူ့ကိုစတွေ့လိမ့်မယ်လို့ကျွန်မထင်အဲ့လို energy ရတယ်ပေါ့နော် okay အဲ့ဆိုနည်းနည်းဆက်ကြည့်ကြပါဘာဆက်ဖြစ်မလဲပြီးတော့ဘာတွေ့တာကိုကလုံးဝဒီ energy ဖြစ်နေပြီပြီးတော့ okay ဒီနေ့ကဘာဆက်ဖြစ်လဲဒီကဖြစ်ကြတယ်ဖြစ်ပြပါဒီနေ့ကဘာဆက်ဖြစ်မလဲဒီနေ့ကဘာဆက်ဖြစ်မလဲဒီနေ့ကဘာဆက်ဖြစ်မလဲတိတ်မကြတော့နော်တချီးရဲ့ energy နဲ့နိုင်လို့ဆို energy ကဒီနေ့ကဘာဆက်ဖြစ်လဲဒီနေ့ကဘာဆက်ဖြစ်လဲနည်းနည်းတော့ပြပါ okay နည်းနည်းတော့ဒီနေ့တော့ပြီးခဲ့တာလေးဆိုပြပါဦးဆက်ကြည့်ရနော်ဒီသုံးရက်လေးဆိုလိုက်ဆက်ကြည့်လိုက်ကြည့်လားဟမ်းမေရေးဆော့ဆော့ဆက်ကြည့် page of pentacles ဘာဆက်ဖြစ်မလဲဆိုတော့လေသူကလေရေးဆော့ဆော့ဒီမြန်မြန်လေးဒီကိုကဒီမှာဒီ hammy မြူပါ sorry hammy မူနဲ့အေးဆေးလေးပဲနေသေးလားကိုဘာမှလုပ်စရာမလိုအတူပဲဒီမှာလုတ်တော့မှအကုန်လေးလေးမြန်မြန်ပဲဖြစ်သွားမှာဒီနှစ်ယောက်ရဲ့ဒီဘာကိုမြင်လဲဆိုတော့လေးလေးမြန်မြန်ပဲအဆင့်တက်သွားလိမ့်မယ်လို့ကျွန်မထင်တယ်လေလားတငယ်ချင်းတွေကနေတဆင့်အဲ့လိုပေါ့နော်တငယ်ချင်းဖြစ်ပြီးတော့အဆင့်တက်သွားတာလို့အလုပ်တူလုပ်ရနေအဆင့်တက်သွားတာလို့အဲ့လိုမျိုးကျွန်မ energy ရတယ်ဒါပေမဲ့အလုပ်တူလုပ်တယ်ဆိုတာလေ project တစ်ခုခုမှတွေ့တာတော့အဲ့လိုမျိုးပေါ့နော်ကျမလေအဲ့လိုလူဟောင်းလို့မမြင်ဘူးဒါလူသစ်ပေါ့နော်အရင်ကပတ်သက်ခဲ့ဘူးလေလူလို့ကျမမမြင်ဘူးအလုပ်တူလို့ပေါ့နော်လုတ်ဖြစ်သွားရင်းနဲ့အဲ့လိုနီးစပ်သွားတာလို့ဒီမှာ page of pentacles သိလား page of pentacles ဆိုတာလေကိုရီနှစ်ယောက်ကစီးပွားရေးတွေပါလေတော့အတူတူလုတ်ဖြစ်ရင်ဖြစ်လိမ့်မယ်သိလား just it okay နောက်တစ်ခါလောက်ဆက်ကြည့်အေးဟိုနောက်ကပြောလိုက်တော့မစနောက်ကထွက်လာကဲဒီနောက်ဆော့ nine of pentacles ဘယ်လိုမျိုးလဲဆိုတော့ king of swords ကအဲ့ဒီလူကစုံဖြတ်ချက်တွေပါတယ်ဆိုလေစိတ်မြန်တဲ့လူလို့ပြောလို့ရတယ်ကိုယ်နဲ့တွေ့တဲ့တယောက်ကလေသိလားကိုနဲ့ရွယ်လူဒါမှမဟုတ်ကိုထက်နည်းနည်းငယ်နေလို့လေ energy ရတယ်နော်သူစိတ်မြန်တယ်သူစိတ်မြန်နေစုံဖြတ်ချက်တွေပါတယ်ဆိုမြန်မြန်ဆန်ဆန်ချတတ်တယ်action ဆိုလဲမြန်မြန်ယူတယ်အဲ့ဒါမျိုးတွေမှာဒီကိုနဲ့တွေ့ပြီးတော့ဒီမှာတွေ့လားမြန်မြန်ယူမှာ action တွေဒီမှာ ace of swords ကျမထင်တာလေဟိုပေါ့နော်အခုလာကြည့်နေတဲ့လူကြီးပေါ့နော်ဘာဆိုင်လဲတော့မသိဘူးလားချင်းရဲ့ဘဝတွေကိုရောက်လာမယ့်လူကတော့လေကျမအဲဆိုင်လို့မြင်တယ်တော့သိလားအဲဆိုင်လို့ကျမတော်တော်လေးကိုအဲ့လိုမျိုး energy ရတယ်ပေါ့နော်အကယ်၍ယောက်ျားလေးတွေဆိုရင်လေချင်းဘဝတွေကိုဝင်လာမယ့်လူကလေကျမဘယ်လို energy ရတယ်လဲဆိုတော့ fire sign ဒါမှမဟုတ် art sign တွေဖြစ်လိမ့်မယ်လေတူတယ်ဒါပေမဲ့လေဒါကတော့ဒါ January နေဖြစ်တဲ့အတွက်အဲ sign main ကလေးဝင်လာနိုင်တယ်လို့ယောက်ျားလေးလည်း art sign တွေ fire sign တွေလည်းဖြစ်နိုင်တယ်ပေါ့နော်ကျမရဲ့ energy ရတော့လေဝင်လာမဲ့ယောက်ျားလေးဆိုရင်အဲ sign လို့ energy ရတယ်ဒီလားစိတ်မြန်လက်မြန်ဆုံးဖြတ်ချက်ဆိုလည်းမြန်မြန်ချတယ်အဲ့လိုပေါ့နော်အဲ့လိုလူမျိုးလိုမှစီအောင် ace of swords king of swords တွေ့လားဒီမှာ nine of pentacles ကိုသူကကိုဘယ်လိုမြင်လဲဆိုတော့လေတွေ့တဲ့အချိန်မှာလေအော်ဒီတယောက်ကသူ့ဘဝကိုသူကြည့်ပါဦးအေးဆေးပဲသူကပတ်စံရှာပြီးသူကသူဘယ်လိုပြောလဲကိုကလေပတ်စံရှိုံလေးမဟုတ်ဘူးဒီကချောတယ်လှတယ်လို့စက်တီရှိတယ်ဆိုတော့အမျိုးသမီးလေးတွေများတယ်ဒီ group လာကြည့်အဲဒီ collective လာကြည့်ရလူတွေကလေကြည့်ပါဦးသူ့ဘဝအရာရာပြည့်စုံနေတာဆိုတော့အမြင်မျိုးသူကမြင်တာသိလားအဲ့ဒါကငါအချိန်ဆွဲလို့တော့မဖြစ်ဘူးပြီးတော့လေဒီမှာလာကြည့်တဲ့လူတွေကလေအရွယ်တစ်ခုရောက်ပြီးသားကွာအဲ့လိုပေါ့နော်အမ sorry ကျမပြောချင်တာအဲ့လို16 19လေး energy ကျမမရဘူးဒါ30တော့ပိုင်းနေလို့ရတယ်သိလား
30မဟုတ်တော့ပေါ့နော်အလုပ်လုပ်ပြီးတော့ဟုတ်တယ်30နောက်ပိုင်းတွေမှာ energy ရတယ်ဘဝမှာလေအဲ့လိုပေါ့နော်ငါမြန်မြန်လှုပ်ရှားမှဖြစ်မယ် तू ကဘယ်လိုပြောရမလဲ तू ဘဝအရင်ပြည့်စုံနေတော့ဟိုတခြားလူလက်ထဲပါသွားမှလေ तू စိုးရင်တယ်လို့အသက်အရွယ်လူလက်ပိုင်းမှာလာတွေ့တဲ့အတွက်ဘယ်လိုပြောရမလဲဟိုခံစားချက်တွေကလည်းတည်ငြိမ်နေပြီပေါ့နော်ဟိုဘယ်လိုပြောမလဲစေကြောတတ်တယ်အလျင်ဟိုစိတ်ကစားတာတွေမရှိတော့ तू ကသူ့စိတ် तू နားလေတယ်လို့ပြောရမှာပေါ့နော်နှစ်ယောက်လုံးကကိုယ်ပါဖြစ်ခြင်းလဲဆိုတာအဲ့တော့ तू တေးကြပြီ तू စခံစားချက်ကတေးကြတာကို तू သိရတဲ့အတွက်မြင်မြင်ဆန်ဆန်လေးလှူရှာလာတယ်သိလားကိုယ်လည်း inner child ကိုယ့်ရဲ့အရင်တော့ inner ဘယ်လိုပြောမလဲ inner ကိုလည်း healing လုပ်ပေးနိုင်တယ် तू ရတယ်ဟိုမှာ justice ကိုကလေအဲ့လို तू ကကိုယ်မြင်တာတော့ဘယ်လောက်ကောင်းလဲတွေ့လားကိုကအဲ့လိုမျိုးတမရှိတဲ့လူတရားမျှတတဲ့လူပြီးပတ်စံဆိုလဲငွေရေးကြီးဘာမှမလိုအပ်တဲ့လူလို့ तू အဲ့လိုရုပ်ဆိုလဲချောတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးမြင်တဲ့လူချစ်လူခင်များတယ်ကြိုက်တဲ့သူများတယ်လို့ကိုအဲ့လိုမျိုးမြင်တာတကယ်ကြီး okay မြန်မြန်ဆန်ဆန်ပဲဖြစ်သွားလိမ့်မယ်နော် okay တကယ်တော့စကြည့်ဦးကျွန်မအရင်ကြည့်ကြပါပြီကဲ 3 of cups ပါလို့သေးတယ်နော်ဟိုမှာ oh empress the empress okay အရန်ကောင်းတယ်ရှင်တို့ရဲ့အနာဂတ်ကလေကိုကတော့ဒါပေမဲ့သူ့ကိုလေဒီလား nurturing လုပ်ပေးရမယ်ကျွန်မပြောမလား तू ကစိတ်ဉာဏ်လက်ဉာဏ်ရှိရဲဆုံးဖြတ်ချက်တစိုးထိုးတစ်စောက်ကန်နိုင်တတ်တယ်ဆိုတော့ကိုကသူ့ကိုမိခင်ရဲ့မေတ္တာလိုမျိုးပေါ့နော်အဲ့လိုမျိုးပေးလိမ့်မယ်လို့ကျွန်မမြင်တယ်ဒီမှာ 3 of cups ဆိုရတယ်ဒါမျိုးမြင်လဲဆိုတော့လေနောက်3လအတွင်းနော်ညနေဆို3ရက်3ပတ်3ရက်တော့ဖြစ်တယ်3ပတ်3လအတွင်းမှာဒီလူနဲ့တွေ့လိမ့်မယ်ပြီးရင်ကိုကသူ့ပုံကိုအဲ့လိုမျိုးအရန်ကို nurturing ဖြစ်တဲ့မေတ္တာမျိုးနဲ့ချစ်ပေးလိမ့်မယ် okay နော်ကဲဒါလေးကတော့ collective reading ဖြစ်ပါတယ်အားလုံးပဲ energy ကြိုက်ကြပါစေရှင်ဒါရပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ bye bye